မင်္ဂလာပါခင်ဗျာလူတယောက်ရဲ့ဘဝမှာအခွင့်အရေးဆိုတာမမျှော်လင့်မဲ့ရောက်လာတတ်တယ်လို့ကန်စားတာဆိုတာလည်းအချိန်တိုင်းပွင့်လန်းလာတတ်ပါတယ်ရှေ့လူကြီးတွေကတော့လူတယောက်ဖုံးကန်ကြီးတော့မယ်ဘဝမှာအပြောင်းလဲကြီးတစ်ခုဖြစ်တော့မယ်ဆိုရင်အိမ်မက်နမိတ်တွေကတစဉ်ချူနေသိရှိနိုင်တယ်လို့ဆိုကြပါတယ်တချို့အိမ်မက်တွေကတာမန်ကိုစိတ်မကြည်လင်လို့မက်ထာမျိုးဖြစ်နိုင်ပေမဲ့အခုကျွန်တော်ပြောပြမယ့်အိမ်မက်၃မျိုးကတော့ဖုံးရှင်ကန်ရှင်တွေရဲ့ဘဝအချိုးကွေမှာပဲမြင်မဲ့လိရှိတဲ့အလွန်ထူးခြားတဲ့နမိတ်တွေပဲဖြစ်ပါတယ်သင်အနေနဲ့ရောဒီအိမ်မက်တွေကိုမဖူးပါသလားမဖူးတယ်ဆိုရင်ဘယ်လိုအဓိပ္ပာယ်တွေရှိနေလဲဆိုတာအဆုံးထိကြည့်ရှုပေးဖို့ဖိတ်ခေါ်ခြင်းပါတယ်ခင်ဗျာနံပါတ်1နေနှစ်လိုက်ထူးခြားသောနမိတ်များပထမဆုံးအရေးကြီးဆုံးအိမ်မက်ကတော့နေဝန်းနဲ့လာဝန်းနမိတ်ပဲဖြစ်ပါတယ်လောကမှာနေနဲ့လာအလင်းရောင်ကိုပေးစွမ်းနိုင်တယ်လို့လူတစ်ယောက်ရဲ့ကန်စားတာမှာလည်းအလင်းရောင်ရရှိခြင်းဟာအလွန်မင်္ဂလာရှိပါတယ်နေဝန်းကြီးကိုဖက်ထားရတယ်မျိုးချရတယ်လို့အိမ်မက်မချင်းရှေးဟောင်းကျမ်းဂန်တွေမှာတော့ဒါအထွတ်အထိပ်ဖုံးကန်ကြီးမားသူတွေပဲမဲလေရှိပါတယ်အုပ်ချုပ်သူလူကုန်နှံဖြစ်လာမဲ့နမိတ်ပါနေထွက်လာတဲ့ကိုမြင်ရတယ်လို့အိမ်မက်မဲ့ချင်းမိမိရဲ့အခက်အခဲတွေအမှောင်ထုကိုပျောက်ကွယ်သွားပြီးအောင်မြင်မှုလမ်းစာရောက်တော့မဲ့နမိတ်ပဲဖြစ်ပါတယ်။လာဝန်းရဲ့အေးချမ်းတဲ့အလင်းရောင်အောက်မှာရောက်နေတယ်လို့အိမ်မက်ချင်းဒါကတော့လူကြီးလူငယ်ပေါ်များမဲ့နမိတ်ပါအေးချမ်းတဲ့ဘဝကိုပိုင်ဆိုင်ရမယ်သင်ကိုကူညီမဲ့မိတ်ဆွေကောင်းတွေမင်းဆိုးရာသားတွေပေါ်ပေါက်လာမယ်လို့အဓိပ္ပာယ်ရပါတယ်။အကယ်၍သင်ဟာအိမ်မက်ထဲမှာနေမင်းဒါမှမဟုတ်လာမင်းကြီးကိုလက်နဲ့ထိတွေ့ခွင့်ရခဲ့တယ်ဆိုရင်တော့သင်ရဲ့ဂုဏ်သိက္ခာအရက်မျက်နှာအနှံ့ကြော်ကြားတော့မဲ့အတိတ်နမိတ်ပဲဖြစ်ပါတယ်ခင်ဗျာနံပါတ်2တောင်ထိပ်ပေါ်သို့တက်လှမ်းတယ်လို့အိမ်မက်မဲ့ချင်းဒုတိယချက်ကတော့မြင်မာတဲ့တောင်ထိပ်ပေါ်သို့ရောက်ရှိခြင်းပဲဖြစ်ပါတယ်လူဘဝကိုတောင်တက်ရတယ်လို့တင်စားလေရှိပါတယ်တောင်ပေါ်ကိုအားသွန်ခွန်ဆိုင်တက်နေရတယ်လို့အိမ်မက်မဲ့တာဟာလက်ရှိဘဝမှာရုန်းကန်ရပေမဲ့အသင်းရဲ့ကြိုးစားမှုဟာအရာထင်တော့မယ်ဆိုတာကိုပြပါတယ်တောင်ထိပ်ပေါ်ကနေမြေကဘာကိုဝုန်းကြည့်ရတယ်လို့အိမ်မက်မဲ့တာလောကကြီးကိုအပေါ်စီးကမြင်ရတယ်လို့အဓိပ္ပာယ်ရပါတယ်ဆိုလိုတာကလူအများပေါ်ဩဇာညောင်းမဲ့သူစီးပွားရေးမှာဥဆောင်မဲ့သူတွေဖြစ်လာတတ်ပါတယ်ဖြက်လန်းကနေပြီးတော့တောင်ထိပ်ကိုသွားရတယ်လို့အိမ်မက်မက်တာမမျော်လင့်မဲ့ကန်ထူးတာဒါမှမဟုတ်ထိပေါက်တာအမွေရတာမျိုးနဲ့ဘဝကတမုံချင်းမြင့်တက်သွားတတ်ပါတယ်အကယ်၍အိမ်မက်ထဲမှာတောင်ထိပ်ပေါ်ရောက်တဲ့အခါကြည်လင်းတဲ့လေထုနဲ့လှပတဲ့မြင်ကွင်းကိုမြင်ရတယ်ဆိုရင်တော့သင်ရဲ့အောင်မြင်မှုဟာရေရှည်တည်တံ့ပြီးစိတ်ချမ်းသာစရာကောင်းတဲ့အောင်မြင်မှုမျိုးဖြစ်ပါလိမ့်မယ်နံပါတ်3အဖို့တန်ယတနာနဲ့ရှေးဟောင်းအမွေနှစ်တွေကိုမြင်မဲ့ခြင်းနောက်ဆုံးအချက်ကတော့အဖို့တန်ယတနာများနဲ့ရှေးဟောင်းပစ္စည်းများကိုရရှိခြင်းပဲဖြစ်ပါတယ်ဒါဟာအတိတ်ကံပါရမီနဲ့တိုက်ဆိုင်သက်ဆိုင်နေတတ်ပါတယ်ရွှေငွေပိုင်ဆိုင်ရတယ်လို့အိမ်မက်မက်တာစီးပွားလက်လာပါအကြီးအကျယ်ပွင့်တော်မဲ့နမိတ်ပါရှေးဟောင်းလက်နဲ့ဒါမှမဟုတ်ပရက်ပိုင်များအိမ်မက်ထဲမှာရှေးဟောင်းထားလှန်ဒါမှမဟုတ်စာပေထောက်ထားတွေကိုရရှိတယ်ဆိုရင်တော့သင်ဟာထက်မြက်တဲ့ဉာဏ်ပညာနဲ့ဩဇာကိုရရှိမဲ့သူဖြစ်ပါတယ်ဖျားရုပ်ဘွားတော်ဒါမှမဟုတ်ယဟန္တာဘုံတော်များကိုမြင်မဲ့တာအမြင့်မြတ်ဆုံးနမိတ်ပါသင်မှာကာကွယ်စောင့်ရှောက်မဲ့အထက်ပုဂ္ဂိုလ်တွေရှိနေသလိုသင်ရဲ့လုပ်ငန်းဆောင်တာမှန်သမျှအစီအပြေချောမွေ့တယ်လို့ဆိုလိုတာဖြစ်ပါတယ်အထူးသဖြင့်ဒီလိုအဖို့တန်ပစ္စည်းတွေကိုလူကြီးသူမတယောက်ကလာပေးတယ်လို့မဲ့ရင်တော့သင်ဘဝမှာလမ်းပြပေးမဲ့ဆရာကောင်းခေါင်းဆောင်ကောင်းတွေနဲ့တွေ့ဆုံရတော့မှာဖြစ်ပါတယ်ဒီကုန်းကျုံအနေနဲ့ပြောရရင်အိမ်မက်ဆိုတာစိတ်ရထင်အောင်ထင်မှဖြစ်နိုင်တယ်လို့တကယ်ပဲကြိုတင်နမိတ်ပြတာလည်းဖြစ်နိုင်ပါတယ်ဒါပေမဲ့အရေးကြီးဆုံးကအကန်ဆိုတာဟာအလုပ်ပေါ်မှာမူတည်ပါတယ်။ကောင်းတဲ့အိမ်မက်တွေမဲ့တဲ့အခါစိတ်တက်ကြွစွာနဲ့ပုံမူကြိုးစားပါ။မကောင်းတဲ့အိမ်မက်မဲ့ရင်လည်းသတိတရားနဲ့ဆင်ញင်နေထိုင်ပါ။ဖုံးရှင်ကန်ရှင်ဆိုတာအတိတ်ကပါရမီကံအပြင်ယခုဘဝမှာပြုလုပ်တဲ့စေတနာဝိရိယတွေပေါင်းစပ်မှဖြစ်ပေါ်လာတာပါ။အခုကြည့်ရှုနေတဲ့မိတ်ဆွေတို့ရောဒီလိုထူးခြားတဲ့အိမ်မက်မျိုးတွေမဖူးပါသလား။မဖူးတယ်ဆိုရင်ကွန်မန့်မှာမျှဝေပေးခဲ့ပါဦးခင်ဗျာ။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပြီးတော့ကျေးဇူးတင်ပါတယ်။နောက်ထပ်လည်းထူးခြားတဲ့ဘူးတရားတွေတင်ဆက်ပေးဦးမှာမို့like နဲ့ subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦးနော်အားလုံးပဲဖုန်းကန်ကြည်မာပြီးအောင်မြင်တဲ့ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေ။